တက်69နှစ်ကနေ89နှစ်ထိအတက်80ထိတောင် life insurance ဝယ်ချင်တဲ့ဆိုရင်ရှောက်လို့ရသေးတယ်အတက်ကြီးတဲ့သူတွေအတွက်ခါကျတော့ဒီ company တော့တုံးပြပါတယ် IUL မှာစိတ်ဝင်စားတဲ့ကျွန်တော်တို့မြန်မာတိုင်းသားတွေအတွက်ခါကျတော့ဒီနာမည်ကြီးတဲ့ company တွေကိုကျွန်တော်တုံးပြပါတယ်ကလေးတင်ငယ်တွေအတွက်ခါကျတော့ဒီ company တွေပေါ့ကျွန်တော်တို့ရှောက်ပေးတဲ့များရှောက်လွှာတွေအားလုံးကတွေးဖောက်စားလည်းမလိုဘူး interview လုပ်စားလည်းမလိုဘူးကြားမရေးစမ်းစစ်ကြည့်စားလည်းမလိုဘူးအခုရှောက်ရင်အခုချက်ချင်းပဲအဖြစ်ပေးတယ်လက်မခံဘူးဆိုပေမဲ့လို့လည်းနောက်ထပ် company ဒုတိယ company တတိယ company ဆက်ရှောက်ရင်လည်းရပါသေးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အဖွဲ့အစည်းနဲ့ဆက်ချုပ်ထားတဲ့ company က10ခုထက်မနည်းရှိပါတယ်တစ်ခုလက်မခံရင်နောက်တစ်ခုလက်ခံနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိပါသေးတယ်။ Mingla Insurance အဖွဲ့အစည်းက America တစ်ခုလုံးမှာ license ရှိထားပြီးသားမိတ်ဆွေတို့ဘယ်ပြည်နယ်ဘယ်မြို့မှာနေနေကျွန်တော်တို့အခမဲ့ရှောက်ပြီးလို့ရတယ်လို့ကူညီပေးလို့လည်းရတယ်နော်။မိတ်ဆွေတို့ကအခြား insurance company တွေမှာရှောက်ပြီးတော့လက်မခံဘူးလားအငင်းပိတ်ခါရလားအခြား company ကလက်မခံရင်ကျွန်တော်တို့ဖုန်းခေါ်လာကြည့်စာရေးလာကြည့်ပါကျွန်တော်တို့ပြန်ရှောက်ပေးလို့ရတယ်နော်။ Life Insurance လို့ခေါ်တဲ့အတက်အမခံတဲ့ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်ခြင်းလဲဆိုရင်ဒီဖုန်းနံပါတ်ကိုစာရေးလာပါဒါမှမဟုတ်ဖုန်းခေါ်လာပါ